ဟေ့ငါလာတော့မတွေ့ရအောင်မင်းဘာတွေစေးသားနာလဲတန်ငယ်ချင်းရဲ့ ငယ်ချင်းဟာ तू ကမျိုးအကောင်မလေးကိုလွမ်းနေလို့နေမှာပေါ့ဟာ မဟုတ်ပါဘူးတကယ်ချင်းရာအာနာသိမ့်ပြီးတဲ့ကငါတို့တွေရရလက်နဲ့ဆွဲကင်တော်လာမယ်ဆိုပြီးတောဟုတ်ခဲ့ကြတာဒီနေ့ဆိုရင်9နှစ်ပြည့်ပြီမဟုတ်လားငါတို့တော်လိုင်းရဲဘော်တွေရဲ့မတုတ်မဆုတ်ကြိုးပမ်းမှုတွေကြောင့်အခုဆိုရင်မျိုးရွာတော်တော်များများကိုလည်းနယ်မြေစိုးမိုးမှုတွေရနေပြီလေကွာ ဒါပေါ့တငယ်ချင်းရာအဲ့လိုတိုက်ပွဲတွေထဲမှာတချို့ဒေါ်လာရေးရဲဘော်တွေအသက်တွေပါပေးရတာရှိတယ်လို့တချို့တွေမှာလည်းခြေလက်အင်္ဂါတွေပေးလိုက်ရတဲ့ရဲဘော်တွေအများကြီးရှိတာပေါ့ကွာ အေးကွာကြွမနိုင်ကြည်မီနဲ့ချို့ဆိုငါတို့မနိုင်တော့တို့ပြန်ဆုတ်ခွာရလမ်းမှာပြည်သူတွေမီးရှို့တော့ကွာငါတို့ထောက်ခံတယ်တို့လမ်းထဲမှာတွေ့ဖမ်းပြီးသားပြနှိပ်စက်ခံရတယ်ကွာ ပြည်ရင်းစစ်မီတက်တန်းရှိပြည်သူတွေကဒုက္ခပုံတယ်ဆိုတဲ့စကားအတိုင်းပြည်ရင်းစစ်ကြီးမရှိကြစေဖို့အတွက်မင်းတို့ငါတို့ကကိုယ်စွမ်းညံစွမ်းရှိတော့ဆွမ်းဆွမ်းတမန်တိုက်ပွဲတွေတိုက်ခိုက်ကြရမှာပေါ့ကွာပြီးတော့မင်းတို့ငါတို့ရဲ့စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးကိုလိုချင်လို့တိုက်ခိုက်ခဲ့ကြတာအခုဆိုရင်ငါတို့ရဲ့မျှော်လင့်ချက်ကြောင့်ကြီးကတိတ်မဝေးတော့ဘူးကွာငါတို့တိုက်ပွဲတိုင်းမှာအနိုင်ရအောင်တိုက်ခိုက်ခဲ့လို့အခုဆိုရင်မင်းတို့ငါတို့တိုက်ပွဲတိုင်းနိုင်ရနေရပဲမဟုတ်ဘူးလားကွာ ဟုတ်တာပေါ့ကွာရှေ့ဆက်တိုက်ပွဲတွေမှာလည်းငါတို့နိုင်အောင်နိုင်ရမှာကွာ အေးအဲ့လိုနိုင်ဖို့ဆိုရင်လေပြည်သူလူထုကငါတို့ဘက်မှာရှိနေမှရမှာကွာအဲ့တော့ငါတို့ကပြည်သူလူထုကိုမရိုင်းဆိုင်ရဘူးပြည်သူလူထုဘက်ကိုတနက်ပြောင်းမလဲရအောင်ပြည်သူလူထုရဲ့လှူဒန်းကူညီမှုတွေကငါတို့တော့အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုကပါဝင်တယ်ကွာသူတို့ရဲ့လှူဒန်းငွေတွေနဲ့ငါတို့ကြည်တွေဝယ်ရမယ်လက်နက်တွေဝယ်ရမယ်အဲ့တော့မှလည်းငါတို့အဆုံးသက်တိုက်ပွဲကိုဆက်လက်ပြီးတိုက်ခိုက်သွားနိုင်မှာမဟုတ်လားကွာ နင်တို့တိုက်ပွဲအကြောင်းတွေပြောနေမှာပဲမနစ်ကတိုက်ပွဲမှာအသက်ပေးသွားခဲ့တယ်ငါ့ကိုတတိယတွေဟာငါတို့မောင်နှမနဲ့ပဲရှိရမလားပြီးတော့ညမချမ်းခဲ့တဲ့အဖေနဲ့အမေကိုလည်းလွမ်းတယ်မောင်နှမနှစ်ယောက်တိုက်ပွဲတော်လဲပြီးဖေနဲ့အမေပြီးတော့အနာကလူငယ်လေးတွေအတွက်တားတို့သမီးတို့ရရဝုန်းဝတော်လန်ခဲ့တယ်ဆိုပြီးတော့ပြောချင်ခဲ့တာဖေတို့အမေတို့မျက်နှာဂုံမငယ်စေရအောင်လုပ်ခဲ့တယ်ဆိုပြီးတော့ပြောချင်ခဲ့တာခုတော့ငါတယောက်တည်းအိမ်ပြန်ပြီးတော့ဖေနဲ့အမေညီကိုရောလို့မေးငါဘယ်လိုပြန်ဖြစ်ရမလဲမသိတော့ဘူးဟာ အေးငါတငယ်ချင်းအတွက်စိတ်မကောင်းဘူးဟာတိုင်းပြည်နဲ့လူမျိုးအတွက်အသက်ပေးတော့ငါတငယ်ချင်းငါတို့ဂုဏ်ယူမိတယ်သူ့ရဲ့လှုပ်ဆောင်ချက်တွေနဲ့တိုက်ပွဲခုံတော်မှုအကြောင်းတွေကိုငါတို့ဘယ်တော့မှမေ့မှာမဟုတ်ဘူးဒါပေမဲ့လည်းဟာနေ့အဖေနဲ့အမေမှလည်းသူ့သားအတွက်ဂုဏ်ယူနေမှာဟာ ဟာအဲ့တော့ပြောက်လို့လိုက်ရှာနေဒီတငယ်ချင်းနဲ့ဆိုတော့ဒီမှာဘာတွေလားစကားကောင်းနေကြ ဘာရတော့မဟုတ်ပါဘူးကွာဒီနေ့ဆိုရင်ငါတို့မြန်မာပြည်အာဏာသိမ်းခံရတာ9နှစ်ပြည့်ပြီဟာလားအဲ့တော့ကငါတို့ရှေးဟောင်းနောက်ဖြစ်လေးတွေကိုပြန်ပြောနေကြတာပါကွာ အေးကွာငါတို့မြန်မာပြည်ကြီးအာနာသိမ့်တာတော့မင်းငါးနှစ်ပြည့်ခဲ့ပြီအမေအိုကြီးလေအိမ်မှာတယောက်တည်းထားခဲ့တာငါအမေကအရန်လွမ်းနေတော့ခုချိန်ဆိုရင်ငါအမေလေဥပေါ်လောင်ဘတ်မရှိပဲတယောက်တည်းရုံးကန်နေရရှာမှာပေါ့ ငါလည်းကိုချင်းစားပါတယ်တငယ်ချင်းဟာမင်းတို့ငါတို့အားလုံးကဘဝတူတူပဲလေကွာ အေးကွာငါတို့ဒေါ်လာကြီးပြီးဆုံးသွားတယ်တနေ့ကြလို့ရှိရင်ငါတို့ကိုယ့်အိမ်ကိုစီပြန်ပြီးတော့ကြတယ်ငါတို့မိဘတွေအတွက်သားကောင်းရတာတယောက်ဖြစ်အောင်ဒီသွားကြမယ်ကွာကောင်းတာပေါ့တငယ်ချင်းဟာငါတို့လည်းငါမိဘအားကိုးယုံကြည်ရတဲ့သားကောင်းဖြစ်အောင်နေတော့မယ်ကွာ ဟုတ်တယ်ငါလည်းအိမ်ပြန်ရောက်တဲ့အခါကျရင်အရင်လိုမဆိုးတော့ဘူးမမိုက်တော့ဘူးငါအမေဖြစ်ခြင်းနဲ့တားလိမ္မာတယောက်ဖြစ်အောင်ငါစူးစမ်းတော့မယ်ကွာ အေးကွာတငယ်ချင်းတွေညှော်လင်းကြယူမှကြအောင်မျိုးတိတ်မလို့တော့ဘူးကွာ ဒါအမှန်ပဲလေတကယ်ချင်းငါတို့ရဲ့ရီမှန်းချက်မျှော်လင့်ချက်ကြောင့်ဒီတွေကမကြခင်ပြည့်တော့မယ်ငါတို့မြင်ကျင်နေတဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးကဟိုးအဝေးမှာလှမ်းမြင်နေရပြီ